Premier League များကအချိုးဖလားအပြိုင်လူကြမယ်အာဆင်နယ်နဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါဘောလုံးချန်ပီယံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆင်နယ်နဲ့မန်စီးတီးတို့ကိုကာရာဘောင်းဖလားဖိုလူပွဲဖြစ်ဒီနေ့ည7:00 နာရီမှာရှင်ပြိုင်ကစားကြမှာပါအချိုးဖလားဆိုပေမဲ့မတော့တက်ရင်ချောင်းဆိုးရင်ချက်တလေးကပ်ပြီး Premier League ဖလားကြားယူဖို့အတွက်ပါဦးချိုးသွားနိုင်လို့နှစ်သိန်းလုံးကသတိထားကစားကြမှာသိချပါပဲပြိုင်ပွဲဆုံးရလက်မကောင်းတဲ့မန်စီးတီးတို့ဂျာတီကုံမှာဖလားလက်မှတ်မဖြစ်ချင်ရင်အချိုးဖလားကအကောင်းဆုံးစိတ်ဖြည့်သိမ်းစရာဖြည့်စေးဖြစ်နေလို့အာဆင်နယ်ထက်ဆိုင်ပိုအရေးကြီးတယ်လို့ပြောမှာပါအာဆင်နယ်ကတော့ချန်ပီယံလိမှာလည်းရလက်ကောင်းနေကြနေသလို Premier League ဖလားနဲ့လည်းလက်တကန်းလိုရောက်နေလို့ကာရာဘောင်းဖလားကိုပြေဝအယုံဆိုင်ပါမလားစဉ်းစားစရာပါဒါပေမဲ့လည်းအာတီတာရဲ့အာဆင်နယ်ကအခြေဦးယူဆိုသလိုဖလားငတ်မွတ်နေတဲ့အသင်းဖြစ်လို့ဖလားဆိုရေဖလားတောင်ချန်မဲ့ပုံတော့မရှိပါဘူးဒီနှစ်သင်းရဲ့ပြိုင်ပွဲဖြတ်သန်းမှုကိုကြည့်ရင်တော့အာဆင်နယ်ကချယ်ဆီကိုနှစ်ကြော့ပေါင်၄ဂိုး2ဂိုးနဲ့အနိုင်ယူပြီးဗိုလ်လူပွဲတက်လာတာဖြစ်ပြီးမန်စီးတီးကတော့လက်ရှိချန်ပီယံနျူကာဆယ်ကိုကျော်ဖြတ်လာခဲ့တာပါဂွာဒီယိုလာဟာကာရာဘောင်းဖလားကို9ချိန်မြောက်ဖို့ဆွဲတဲ့ပထမဆုံးဒီပြဖြစ်ဖို့မျှော်လင့်နေသလိုအာဆင်နယ်ကလည်း2020 FA ဖလားနောက်ပိုင်းဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒီနေ့အစောပိုင်းကမန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့မာတင်နယ်လီရဲ့နောက်ကျကိုနဲ့မမန်တီကြားခဲ့ပါတယ်နိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုတနေရာထဲမှာအဆိုးဆုံးလေးလေးစော့ကစားခြင်းတော့ဝေချေပိုင်းဆိုင်ရာတရားခိုင်လုံးယုံကြည်စိတ်ချရတဲ့ဘောလုံးချန်ပီယံရဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်ဖြစ်တဲ့3992564046ခုမှာဆက်သွယ်စော့ကစားလို့ရပါတယ်ခင်ဗျာအာဆင်နယ်ဟာမန်စီးတီးနဲ့နောက်ဆုံးတွေ့တဲ့6ပွဲစလုံးရှုံးပွဲမရှိထားတဲ့အသင်းဖြစ်ပြီးဒီမတန်းကောင်းကဂွာဒီယိုလာကိုခေါင်း6စီမှာသိချပါပဲအာဆင်နယ်နဲ့မန်စီးတီးနှစ်သင်းစလုံးမှာကစားခဲ့မှုတဲ့ Take Off ကတော့လိုခဲ့တဲ့နှစ်ပတ်လောက်ကတော့ဒီပွဲဟာ Premier League အတွက်အဆုံးဖြတ်ပေးမဲ့ပွဲလို့လူတွေထင်ခဲ့ကြပေမဲ့အခုအာဆင်နယ်က10မှတ်ထိဖြတ်ထားနိုင်ပြီဆိုတော့အခြေအနေကပြောင်းသွားပါပြီအာဆင်နယ်မှာ Premier League နဲ့ Champions League လိုမျိုးပိုအရေးကြီးတဲ့ပြိုင်ပွဲတွေရှိနေတာကြောင့်ဒီဘိုလ်လူပွဲမှာအယုံအပြည့်မရတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မန်စီးတီးတို့ဒီဖလားကိုရယူဖို့ပိုပြီးအခွင့်အရေးတာနိုင်တယ်လို့သုံးသပ်ထားပါတယ်ကစားသမားဟောင်းတွေနဲ့ဘောလုံးဝိတ်ဖန်သုံးသပ်သူတွေကလည်းဒီလိုထင်မြင်နေကြပေမဲ့အာတီတာကဒီလိုသဘောထားပါမလားစဉ်းစားရမှာပါအာဆင်နယ်ဒီပြပွဲမှာတခုခုလှုပ်ပြချင်နေတဲ့အာတီတာအတွက်နောက်မှရမယ့်ဖလားတွေထက်ကိုရှိရောက်နေတဲ့ဖလားကိုအရင်ဦးစားပေးမှာကိုလည်းထက်တွဲရမှာဖြစ်ပါတယ်ဂွာဒီယိုလာအတွက်လည်းဒီယာဒီခွင့်မပြောက်ဖို့အချိုးရဖလားကကောက်ရိုးတမင်ဖြစ်နေတာမို့ဝေမာလီမှာကစားမယ်ဘလူးပွဲကဆရာတပည့်2ယောက်အတွက်ဂုံသိက္ခာမျှော်လင့်ချက်တွေပါနေတဲ့ဖလားလူပွဲအသွင်ပို့ဆန်နေတာသိကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်